ရုပ်ရှင်သည်တိတ်ဆိတ်သောရက်ကွက်တစ်ခုတွင်စတင်ခဲ့ပြီးအန်နာဟုခေါ်သောမိန်းကလေးငယ်တဦးသည်သူမ၏အိတ်ခမ်းထဲတွင်စောက်ကစားနေပါသည်ရက်ဆက်ကြမ်းကြုတ်သောယောက်ျားဖြစ်သူ၏ပထွေးဖြစ်သူသည်အခန်းထဲသို့ဝင်သွားစဉ်အရက်ပလင်းကိုကိုင်ဆောင်ကနှောက်ယှက်ခဲ့သည်သူသည်သူမထံမှဆောက်တော့ကိုလူယူကာသူမကိုအတင်းကျပ်တွန်းလှန်ရန်ကြိုးစားသည်ဒါပေမဲ့ဒီတစ်ချိန်မှာတော့အန်နာကသူ့ရဲ့တိုးတက်မှုကိုတွန်းလှန်ပြီးခြေထောက်နှစ်ဖက်လုံးကိုတွန်းထုတ်လိုက်ပါတယ်သူလဲကျသွားပြီးပန်းအိုးကိုလယ်ပင်းနဲ့ထိပြီးသွေးတွေပြင်းထန်စွာထွက်ကြလာတဲ့အန်နာကထိတ်လန့်တကြားကြည့်ရင်းကျမ်းပြင်ပေါ်မှာတေဆုံးသွားတယ်ခဏကြာတော့ရဲတွေရောက်လာပြီးသူ့ကိုအချုပ်ထဲထည့်လိုက်တယ်ရဲစခန်းတွင် profile တင်ထားပြီးမကြာမီရုံးတင်စစ်ဆေးခံရသည့်အပြစ်မရှိဟုတောင်းပန်ခဲ့တော်လဲတရားသူကြီးကသူမအား4 နှစ်မှ9 နှစ်အထိအရွယ်မရောက်သေးသူပြုပြင်ရေးစခန်းတွင်စီရင်ချက်ချခဲ့သည်ထို့ကြောင့်သူမသည်အခြားပြစ်မှုကျူးလွန်သူလူငယ်များနှင့်အတူဘတ်စကားဘော်တက်ကအကျဉ်းသားများ၏ရွှင်မြူးသောအတန်များဖြင့်ကြိုဆိုရင်းရောက်ရှိလာသူအသစ်များကိုတွေ့ရတော့ဝမ်းသာအားရကြိုဆိုသည့်ဂေဟာစီသို့ဦးတည်သွားခဲ့သည်ရောက်ရှိလာသည်နှင့်တပြိုင်နက်အဆောက်များကရင်းတို့ကိုစက်ယုံ၏ယူနီဖောင်းသို့ပြောင်းလဲရန်ညွှန်ကြားထားပြီးထိုနေရာ၏အချိန်စကိုအမှတ်အသားပြုသည်မကြာမီအကျဉ်းသားသစ်များသည်အုတ်ဖရန့်ကသူ့ကိုယ်သူမိတ်ဆက်ပြီးအဆောက်အဦ၏စည်းကမ်းများကိုချမှတ်သည့်အခန်းတစ်ခုတွင်စုဝေးကြသည်အန်နာသည်ဂေဟာတွင်9 နှစ်ခန့်ရှိပြီဖြစ်သောသူမ၏တိတ်ဆိတ်ပြီးတီးတန့်ထားသောအဖော်ဖြစ်သူဂျနီနှင့်တွေ့ဆုံရာသူမ၏အကျဉ်းခန်းသို့ခေါ်ဆောင်သွားသည်ထိုညတွင်မီးပြတ်ပြီးနောက်အန်နာသည်လျင်မြန်စွာအိပ်ပျော်သွားခဲ့သည်သို့တော်ယနေ့သည်သူမအားတိတ်ဆိတ်စွာကြည့်နေသည်ဂျင်းနေရသည်သူ့ကိုယ်သူကျေနပ်နေပုံပေါ်တော်လဲအန်နာနိုးလာပြီးအတန်များကိုသတိပြုမိသောအခါဂျင်းနေသည်ကမန်းကရက်အိပ်ပျော်သွားဟန်ဆောင်ကအန်နာကဆက်လက်အနားယူနေပါသည်နောက်တစ်နေ့တွင်အကျဉ်းသားများသည်အပန်းဖြေရန်အတွက်အပြင်သို့ထွက်ကြသည်အန်နာသည်အခြားသူများနှင့်ပေါင်းသင်းရန်စိတ်မသက်မသာဖြစ်နေချိန်တွင်သူမသည်အခြားသူများနှင့်ဝေးရာသို့သူ့ဘာသာသူရပ်တည်ခဲ့သည်သို့တော်လည်းခရီဟုခေါ်သောအကျဉ်းသားတဦးသည်သူမထံချစ်ကပ်ပြီးသူမကိုမိတ်ဖွဲ့ရန်ကြိုးစားသည်ကြမ်းတမ်းသောအကျဉ်းထောင်ပတ်ဝန်းကျင်တွင်အကာအကွယ်ပေးရန်အဖွဲ့တစ်ဖွဲ့တွင်ပါဝင်ရန်လိုအပ်ကြောင်းသူမအားပြောပြသည်အန်နာကသူမကိုတယောက်တည်းနေရတာကိုနှစ်သက်ပြီးခရီရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့ပါသည်အစာစားချိန်နောက်ပိုင်းတွင်ခရီနှင့်သူမ၏အဖွဲ့သည်အန်နာထံချင်းကပ်ပြီးသူမအပေါ်မကောင်းသောရည်ရွယ်ချက်များရှိသည့်အခြားအကျဉ်းသားများအကြောင်းသတိပေးခဲ့သည်အန်နာသည်ခရီ၏သတိပေးချက်ကိုလစ်လျူရှုပြီးထွက်ခွာသွားခဲ့သည်ဒါပေမဲ့ခရီကသူမကိုကျမ်းပြင်ပေါ်ပစ်ချပြီးအုပ်စုဖွဲ့ရင်မောရင်းသူမကိုအနောက်ကနေတွန်းထုတ်လိုက်ပါတယ်အဲ့ဒီညနေခင်းမှာအန်နာကကျမ်းပြင်ကိုတန်ရှင်းလုပ်ရင်းခရီနဲ့သူ့တငယ်ချင်းတွေကသူ့ကိုအမောင်ခန်းထဲမှာထောင်ခဲ့ပါတယ်သူတို့ကိုမထီမဲ့မြင်ပြုတယ်လို့ဆွဆွဲပြီးရိုက်နှက်တာတွေလုပ်တဲ့ခရီသည်အဖွဲ့၏ခေါင်းဆောင်ဖြစ်တရုတ်ဆောင်ကအနာကိုချင်းချောက်ကတိုက်ခိုက်မှုသတင်းပို့ခြင်းနှင့်ပတ်သက်၍ချင်းချောက်ခဲ့သည်မထွက်ခင်မှာခရီကအနာကိုနမ်းပြီးအဆက်ခွဲတဲ့ထိတွေ့မှုများကြောင့်ထိတ်လန့်တုန်လှုပ်သွားကဒဏ်ရာရသွားသောအနာသည်စေကုသဆောင်တွင်စေကုသမှုခံယူနေရတော့လဲအကျိုးဆက်များကိုကြတောက်ရွံ့သောကြောင့်တိုက်ခိုက်သူများ၏အမည်များကိုထုတ်ဖော်ပြောဆိုခြင်းမှာရှောင်ကျဉ်ခဲ့သည့်တက်ရောက်နေသောသူနာပြုကသူမသည် Warden Frank အားသူမ၏ရုန်းကန်မှုများအကြောင်းအကြံပြုသည်ထို့ကြောင့်အန်နာသည်အကြံဉာဏ်ရယူပြီးအကာအကွယ်ရရှိရန်မျှော်လင့်ကာ Frank ၏ရုန်းကန်သို့တွားရောက်ခဲ့သည်သို့တော်လည်း Frank သည်အခြေအနေကိုအသုံးချကာသူမအားတိုးတက်စေရန်သူ၏အခွင့်အာဏာကိုအသုံးပြုခဲ့သည့်အဖြစ်အပျက်တွေကဘလို့မှအဆင်မပြေဖြစ်ပြီးစိတ်ဆင်းရဲနေတဲ့နန္နာကသူ့ရဲ့တိုးတက်မှုတွေကိုညှင်းပယ်ပြီးသူမရဲ့အကျဉ်းခန်းစီပြန်သွားခဲ့တဲ့ဒီနေ့သည်သူမ၏အခြေအနေကိုသတိပြုမိပြီး Frank ကသူမကိုထိမိသလားဟုမေးသည့်ရင်းကြောင့်စိတ်ပြတ်နေသောအန်နာသည်ထောင်ရှိလူတိုင်းကိုမတရားသဖြင့်ခေါ်စေသည်သို့တော်ဂျန်နီသည်သူမအားဖြည့်သိမ့်ရန်ကြိုးစားပြီးစက်ယုံတွင်အခြေအနေများကိုရှင်းပြသည့်အဆုံးမှာတော့အန်နာဟာအစပိုင်းမှာချီတုံချတုံဖြစ်ခဲ့ပေမဲ့သူမရဲ့အလှကိုချီကျူးပြီးနောက်ဆုံးမှာတော့အလှကိုလှစ်ပြခဲ့ပါတယ်။နောက်တစ်နေ့တွင်အိမ်ပြင်ထွက်ချိန်တွင်အန်နာကိုကြည့်နေသောလူမဲအကျဉ်းသားတဦးကသူမကိုချင်းချောက်ရန်ကြိုးပမ်းမှုဖြင့်သူမ၏ခေါင်းကိုဘောလုံးတစ်လုံးဖြင့်ပစ်ပေါက်ခဲ့သည်။ကောင်မလေးထွက်သွားပေမဲ့အန်နာကဒေါသတွေတဟုန်ထိုးထွက်သွားတယ်။ထို့ကြောင့်သူမသည်ခါရီနှင့်သူမ၏ဂိုင်းကိုတွေ့ဆုံရန်အပြေးလွှားသွားပြီးသူတို့အဖွဲ့တွင်ပါဝင်ရန်တောင်းဆိုခဲ့သည့်အဖွဲ့တွေကအဖွဲ့ဝင်တစ်ယောက်ကသူ့ကိုကြားဖြတ်ပြီးရန်ဖြစ်တာသို့တော်လဲအခင်းချင်းကိုအဆောင်တဦးမှဖြိုခွင်းလိုက်တော်လဲပြင်းသည်နန္နာရက်တီရန်ဆုံးဖြတ်ချက်ကိုချမှတ်ပေးသည့်နောက်ပိုင်းမှာခါရီကအန်နာကိုအခွင့်အရေးပေးဖို့ဆုံးဖြတ်ပြီးအန်နာကလေးစားမှုဒါမှမဟုတ်အကာအကွယ်လိုချင်ရင်သူတို့ဂိုင်းထဲဝင်ပြီးသူတို့တောင်းဆိုတာတွေကိုလှုပ်ဆောင်ခြင်းဖြင့်သူမကိုသူမသက်သေပြဖို့လိုအပ်ကြောင်းရှင်းပြခဲ့ပါတယ်ထို့ကြောင့်ခရီသည်အန်နာကိုတီးတန့်ခန်းသို့ဖိတ်ခေါ်ပြီးသူမအားအရက်တောက်ရန်ကမ်းလှမ်းသည်သူမသည်အန်နာသည်ရင်းတို့၏ဂိုင်းတွင်ပါဝင်ရန်အဆိုပြုထားတော်လဲအဖွဲ့မှတ်တမ်းတွင်ရခင်ကသူမကိုချင်းချောက်ရန်ကြိုးစားခဲ့သောမိန်းကလေးကိုတိုက်ရမည်ဟုအဆိုပြုခဲ့သည်အန်နာသည်စိတ်ပြက်လက်ပြက်ဖြင့်ကောင်မလေးစီသို့ခေါင်းငုံကာသူမကိုထိလိုက်သည်နှင့်နောက်ထပ်ပြင်းထန်သောတိုက်ပွဲစီသို့ဦးတည်သွားသည်အဆောင်အကျက်များကြားဝင်ပြီးအမိတ်ပြန်ပေးသည့်အထိရုံးရင်းဆန်ခတ်ပြင်းထန်လာသည်ပြစ်ဒဏ်အနေဖြင့်
အန်နာသည်ကိုလုံးတိချွတ်ကတေးငယ်မောင်မိုက်သောအခန်းထဲတွင်နာရီပေါင်းများစွာအထီးကျန်စွာချုပ်နှောင်ထားသည်သူမရဲ့ပြစ်ဒဏ်ပြီးဆုံးတဲ့အခါအန်နာကို Warden Frank ရဲ့ရုံးကိုဆင့်ခေါ်ပါတယ် Frank သည်သူမကိုတွေ့မြင်ရသည့်အတွက်ကျေနပ်အားရစွာဖော်ပြပြီးသူမ၏လှုပ်ရှားမှုတိုင်းပေါ်သူ၏စွမ်းအားနှင့်စောင့်ကြည့်ထောက်လှမ်းမှုကိုအမှတ်ရစေသည့်အကယ်၍သူမသည်ပြင်း၏လေလံဆွဲမှုကိုမလုပ်ဆောင်ပါကအချိန်ကြာရှည်၍ပြင်းထန်သောပြစ်ဒဏ်များချမှတ်နိုင်သည်ဟုမြင့်ကသတိပေးသည် Frank သည်နောက်ဆုံးတွင်သူမအားလိုက်နာရန်ဖိအားပေးပြီးအခွင့်ကောင်းယူသည့်အဆုံးမှာတော့အန်နာဟာအဆက်ကိုရေချိုးပြီးပစ်ချပြီးအဆက်ကိုဆေးကြောဖို့ကြိုးစားရင်းယွန်ရှာသွားပါတယ်နောက်တစ်နေ့တွင်အန်နာသည်အဖွဲ့ဝင်တဦး၏လက်မောင်းကိုတက်တူးထိုးသည့်အခန်းငယ်လေးတွင်ခါရီ၏ဂိုင်းနှင့်ပူးပေါင်းသည့်တခြားသူတွေထွက်သွားတာနှင့်ခရီကအန်နာကိုသူမနှင့်ရင်းနှီးတဲ့အခိုက်အတန့်တွေလှုပ်ခိုင်းပါတယ်ခါရီကအန်နာကိုသူမ၏အဖွဲ့တွင်အဖွဲ့ဝင်ဖြစ်အကာအကွယ်ပေးမည်ဟုကတိပြုထားသည်သို့သောဂိုင်းဝင်တဦးကရင်းတို့ကိုဖမ်းလို့နီးပါဖြစ်တော်လဲခါရီသည်မိန်းကလေးကိုအမြန်ထုတ်ပယ်ခဲ့သည်တိတ်မကြခင်မှာပဲအန်နာကိုသူ့အချင်းကန်းစီပြန်ခေါ်ထုတ်ဖို့ရက်ကွက်တစ်ခုရောက်လာတယ်နောက်နေ့မနက်မှာတော့အန်နာဟာသူ့အမေစီကနေအလဲလာခဲ့ပါတယ်သို့သောသူ့အမေ၏အားပေးမှုအချို့ကိုလက်ခံမိအစာအန်နာကိုအော်ဟစ်ခဲ့သည်သူ့အမေကသူ့ပထွေးကိုရည်ရွယ်ချက်ရှိရှိတက်ခဲ့တယ်လို့ဆွဆွဲပြီးအန်နာကနားမကျအောင်ရှင်းပြဖို့ကြိုးစားပါတယ်စိတ်ဆိုးဒေါသထွက်ပြီးသူ့အမေကသူ့ကိုရိုက်တဲ့အဆောင်တအူးမှအခြေအနေကိုတည်ငြိမ်စေရန်ကြားဝင်ဆောင်ရွက်ပေးပြီးနောက်တွင်ပင်အန်နာသည်တစ်သက်လုံးထောင်ထဲတွင်နေစေလိုကြောင်းသူမအားပြောပြသောအခါတွင်သူမ၏မိခင်၏ဒေါသသည်ပိုမိုပြင်းထန်လာသည်တွေ့ဆုံပြီးနောက်အနာသည်ခါရီနှင့်သူမ၏ဂိုင်းနှင့်တွေ့ဆုံခဲ့တော်လဲအစောပိုင်းကလူမဲမိန်းကလေးသည်အန်နာ၏နောက်တွင်ဓာဖြစ်လာခဲ့သည်ဓာကိုရှာဖွေတွေ့ရှိတော့ရန်ပွဲကတစ်ကြိမ်ထက်ဖြစ်ခဲ့ပြီးကောင်မလေးတွေရှုပ်ပွားနေပြီးတခြားသူတွေလည်းပယန်းပရာထဲဝင်သွားတာကြောင့်ရန်ပွဲဖြစ်ပြင်းထန်လာခဲ့ပါတယ်မကြာခင်မှာပဲအဆောင်တွေကရန်ပွဲဖြိုခွင်းဖို့ကြားဝင်ဆွတ်ဖက်ခဲ့ပေမဲ့အန်နာကိုဖရန့်ရဲ့ရုံးခန်းကိုထပ်မံဆေလွတ်ခဲ့ပါတယ်ထောက်လန်းရေးကင်မရာများမှအဖြစ်အပျက်ကိုစောင့်ကြည့်လေ့လာခဲ့သောဖရန့်ကအန်နာသည်တိုက်ပွားကိုလှုပ်ဆော်နေသည်ဟုဆွဆွဲခဲ့သည်ထို့နောက်အန်နာစိတ်ရှုပ်သွားအောင်ဆေးဖြည့်ပြုံကိုတုံးပြီးသူမကိုကြိုးကင်သည် Frank သည်သူမအားအခွင့်ကောင်းယူပြန်သည့်အထူးသဖြင့်ယခုသူမသည်မြင့်နေပြီဖြစ်သည်သူမရဲ့အချုပ်ခန်းထဲမှာအန်နာရဲ့အပြုမူကတိတိတတ်တာပြောင်းလဲသွားပါတယ်ဂျင်းနီကိုပြင်းပြင်းထန်ထန်ချိန်ပေါင်းပြီးနောက်ဆုံးတွင်သူမကိုဒေါသနှင့်ရိုက်သည်ကျင်းသည့်အဆောင်တအူးအားသူမ၏အခြေအနေကိုနောက်တစ်ကြိမ်အသုံးချသည့် Frank ထံသို့သတင်းပို့ရန်လှုံ့ဆော်ပေးသည်တောက်လျှောက်ဒုက္ခရောက်စေခဲ့တဲ့အတွက်သူမကိုပြစ်တင်ရှုံချပြီးစိတ်ပြတ်အားငယ်စွာနဲ့အန်နာကသူ့ကိုထပ်ပြီးအနိုင်ကျင့်မဲ့အစား Frank ကိုအိမ်ပြန်ပို့ဖို့တောင်းဆိုခဲ့ပါတယ်။သို့သော Frank ကသူမဆန္ဒအတိုင်းမလုပ်ပါကပိုဆိုးသောအဆောက်အုံသို့ပြောင်းရွှေ့မည်ဟုချိန်ချောက်ခဲ့သည်။သူမ၏ကံကြမ္မာကိုလက်ခံပြီးအန်နာသည်သူမ၏အချင်းကန်းသို့ပြန်သွားသည်။စောစောကသူတောက်ခဲ့တဲ့ဆေးဝါးတွေကိုအားကိုးတကြီးဖြစ်လာတော့အန်နာကခါရီကိုလာပြီးနောက်ထပ်တောင်းတယ်။ဒါပေမဲ့ခါရီကညှင်းဆိုလိုက်ပြီးညှင်းခုန်မှုတစ်ခုထွက်လာပြီးခါရီကသူ့ကိုထွက်သွားဖို့အတင်းအကျပ်ဖိအားပေးခဲ့ပါတယ်ဆုံးရှုံးသွားသည်ဟုခံစားရသဖြင့်အန်နာသည်ဂျင်းနီနှင့်ပြန်လဲဆက်သွယ်ရန်ကြိုးစားတော်လဲဂျင်းနီသည်သူ့ကိုယ်သူဝေးကွာသွားခဲ့သည်သူမ၏ဆင်းရဲသောအခြေအနေမှလွတ်မြောက်ရန်စိတ်အားထက်သန်စွာဖြင့်အန်နာသည်ဆေးဆွဲနေသောမိန်းကလေးနှစ်ဦးအားသူမကိုယ်တိုင်ဆေးရနိုင်စေရန်ပတ်စံပေးသည်သူတို့သည်အစပိုင်းတွင်တိုးဆုပ်နေခဲ့တော်လဲနောက်ဆုံးတွင်သူမအားခွင့်ပြုခဲ့ပြီးအန်နာသည်သူမ၏နာကျင်မှုကိုထုံစေရန်ဆေးများကိုဆက်လက်သုံးစွဲခဲ့သည်ဒီအတော်အတွင်းမှာပဲခရီဟာအန်နာရဲ့မူရစ်စေးသုံးဆွဲမှုကိုရှာဖွေတွေ့ရှိခဲ့ပြီးသူမရဲ့စိုးရိမ်မှုကိုထုတ်ဖော်ပြောဆိုရင်းသူမရဲ့အချင်းကန်းထဲမှာသူမကိုထိတ်တိုက်တွေ့ခဲ့ပါတယ်။ဒါပေမဲ့အန်နာကခရီကိုအခုသူမနဲ့အမိကိုကင်းနေပြီလို့ပြောထားတာကြောင့်နန္ဒကအဲ့ဒါတွေလုံးဝမရှိခဲ့ပါဘူး။ယင်းသည်တဖန်အငင်းခုန်ဖြစ်စေပြီးဒေါသဖြင့်နန္ဒသည်ခရီကိုတတွေးထွေးကနောက်ဆုံးတွင်သူမကိုဂိုင်းမှထုတ်ပယ်ခဲ့သည်။ယခုအခါခရီအကာအကွယ်မပါဘဲအန်နာသည်လွယ်ကူသောပြစ်မှတ်ဖြစ်လာသည်။လူမဲမိန်းကလေးတဦးနှင့်သူမ၏အဖွဲ့သည်မကြာမီရေချိုးခန်းထဲတွင်ချောင်းမြောင်းတိုက်ခိုက်ကပြင်းထန်စွာရိုက်နှက်ကသူမတယောက်တည်းငိုကြွေးနေခဲ့သည်စေကူတာဆောင်တွင်နောက်ထပ်တစ်ကြိမ်ကူတာမှုခံယူပြီးနောက်အနာသည်အခြားအကျဉ်းသားများနှင့်မူရစ်ဆေးကိုထပ်ခါဆွဲလန်းမှုထဲသို့နှက်ဆိုင်စွာရောက်သွားခဲ့သည်သူမ၏မိခိုအားထားမှုသည်ပိုဆိုးလာကသူမသည်အာယုံစူးစိုက်မှုစတင်လာသည်သူမသည်သူမပတ်ဝန်းကျင်တွင်ပြည့်ရွှင်းနေသောမျက်နှာများကိုစတင်မြင်ရပြီးနောက်ဆုံးတွင်သူမလက်မောင်းတွင်တေဟူသောစာလုံးကိုတက်တူးထိုးထားသည်နောက်ဆုံးတွင်နန္ဒသည်သူမ၏အချုပ်ခန်းထဲတွင်အန်ချင်းကြောင့်ဖျားသည်ထိုးနှောက်နေရသည်မူရစ်ဆေးတိုင်ပင်ခံထံမှအကူညီရယူရန်အကြံပြုခဲ့တော်လဲအန်နာသည်ထိုအကြံကိုလှောင်ပြောင်ကညှင်းဆိုခဲ့ပြီးယင်းသည်ဂျင်းနီကိုစော်ကားလိုက်ပြန်သည်ရက်တွေကြာလာတာနှင့်အမျှသူမရဲ့ဆွဲလန်းမှုပိုဆိုးလာတာနှင့်အမျှအန်ညာကရေချိုးခန်းထဲမှသူ့ကိုတိုက်ခိုက်ခဲ့တဲ့မိန်းကလေးကိုယင်းဆိုင်မာတဲ့တိုက်ပွဲသည်လင်းမြန်စွာထိမ့်မနိုင်သိမ်းမရဖြစ်ပြီးအဆောက်များပင်ဒဏ်ရာရသွားခဲ့သည်အထူးတပ်ဖွဲ့များသည်နောက်ဆုံးတွင်မငြိမ်မသက်မှုများကိုဝင်ရောက်ဆွတ်ဖက်ပြီးခြေမုံနိုင်ကနောက်တစ်ကြိမ်တွင်အန်နာသည်အထီးကျန်အကျဉ်းချထားခြင်းခံရသည်သူမလွတ်မြောက်လာသောအခါခါရီသည်နန္ဒာသို့တွားရောက်လည်ပတ်ပြီးဂျင်းနီကိုသူမ၏ရှေ့မှောက်တွင်လှောင်ပြောင်ခဲ့သည်
ဒါကိုမြင်တော့အန်နာကခါရီကိုရင်ဆိုင်ပြီးသူတို့ဟာတငယ်ချင်းလည်းမဟုတ်ရန်သူမဟုတ်ကြောင်းအခိုင်အမာပြောပြီးသူမကိုတယောက်တည်းထားခဲ့ဖို့ပြောလိုက်ပါတယ်ခရီထွက်သွားပြီးနောက်တညတွင်ဂျင်းရဲ့ဒီအန်နာနဲ့အတူရှိနေခဲ့ပြီးသူမကိုနှစ်သိမ့်ကတဖန်အတူတူပျော်ပျော်ရွှင်ရွှင်နေခဲ့သည်နောက်တစ်နေ့တွင်ဂျင်းရဲ့ဒီအန်နာကိုမူရစ်စေသုံးဆွဲခြင်းမှတားမြစ်ရန်ကြိုးစားတော့လဲအန်နာကနားမထောင်ပဲမိန်းကလေးများနဲ့ဆက်လက်ပူးပေါင်းခဲ့သည်အန်နာကစေသုံးတော့မှမို့ခရီရောက်လာပြီးရက်ခိုင်းလိုက်တဲ့အီယာကတုံလုံးချောက်ချမှုဖြစ်စေသည့်စိတ်ပြက်အားငယ်စွာအော်ဟစ်နေသောအနောက်ကိုသာတုံလုံးစေသည့်အငင်းခုံတွေထပ်ပြီးပြင်းထန်လာပြီးအထူးတပ်ဖွဲ့တွေကိုဝင်ရောက်ဆွတ်ဖက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဖရန်ရောက်လာသောအခါတွင်အန်နာသည်ပလင်းကွဲဖြင့်မိမိကိုအန္တရာယ်ပြုမိဟုချင်းချောက်လာသဖြင့်အခြေအနေကိုခြေဖြတ်ရန်ကြိုးစားသည်သူမသည်ဘင်းကိုလှုပ်ပေးရန်ညှင်းဆိုခဲ့ပြီးအဆောက်တဦးမှဘင်းကိုယူရန်ကြိုးစားစဉ်ဖရန့်သည်မျက်နှာပေါ်တွင်ချစ်ရများပေါက်သွားခဲ့သည်မကြခင်မှာပဲအန်နာဟာရှုံးနိမ့်သွားပြီးသူမရဲ့အဝတ်စားတွေကိုတဖန်ပြန်ချုပ်ပြီးအချုပ်ခန်းထဲပို့လိုက်ပါတယ်ဤတစ်ချိန်တွင်သူမသည်အမောင်ထုထဲတွင်အချိန်ကြာမြင့်စွာကုံဆုံးခဲ့ပြီးမကြာမီပင်သူမသည်စိတ်ပြက်လာသည်မျက်နှာဟာစိတ်ပြက်အားငယ်နေတဲ့အခိုက်အတန့်မှာသူမရဲ့အစာပန်းကိုချိုးဖျက်ပြီးသူ့ကိုယ်သူအပိုင်းပိုင်းဖြတ်ခဲ့ပါတယ်မကြာမီတွင်အဆောက်တဦးသည်သူမ၏တွလေးထွက်တန်ယုံများကိုတွေ့ရှိပြီးစေကူတာမှုခံယူရန်တောင်းဆိုခဲ့သည်နန္ဒနိုးလာသောအခါတွင်စေယောဂကုဆရာဝန်တဦးဖြစ်သည့်ဒေါက်တာဟန်၏ပြုစုစောင့်ရှောက်မှုတွင်သူမကိုယ်တိုင်တွေ့ရှိရသည်သူမသည်သူမကိုကူညီရန်ထိုနေရာတွင်ရှိနေကြောင်းနန္ဒကိုပြောပြပြီးနန္ဒကသူမကိုရင်ဖွင့်သည်သူမအသက်ကိုတက်ရန်မရည်ရွယ်ပဲအထီးကျန်မှုနှင့်နာကျင်ကြိုက်ခဲမှုတို့မှလွတ်မြောက်ရန်သာတောင်းတကြောင်းနန္ဒကပြောပြသည်ထို့နောက်သူနာပြုဆရာမကသူမအားနှစ်သိမ့်ရန်ကြိုးပမ်းသည့်အထွေထွေရက်ကွက်သို့ပို့လိုက်သည်တက်တာလာတဲ့အခါအန်နာကသူ့အမေနဲ့စကားဆက်မိပြောခိုင်းတဲ့အန်အောမိသည်မှာသူမ၏မိခင်သည်သူမ၏ရခင်လုပ်ရက်အတွက်တောင်းပန်ပြီးနန္ဒသည်သူမ၏ကောလိပ်ပညာသင်ဆုကိုပြန်လည်ရရှိအောင်ကူညီဆောင်ရွက်ပေးမည်ဟုကတိပြုပါသည်အိမ်ကိုဆုံးရှုံးလိုက်ရတဲ့သူ့အမေကသူ့အတိတ်ကအမှားတွေကိုနားလည်အောင်လုပ်ပေးခဲ့တာကိုအန်နဲ့နောက်ဆုံးမှသိလိုက်ရတဲ့နန္ဒသည်မျှော်လင့်ချက်အရေးအယောင်များကိုစတင်ရှာဖွေနေချိန်တွင်ဖရန့်ကသူမအားသူ့ရုံးခန်းသို့ပြန်ခေါ်ပြန်သည်သူမသည်သူမ၏အချုပ်ခန်းသို့ပြန်ရန်လုံလောက်ပြီဟုအခိုင်အမာဆိုကာသူမ၏စိုးရိမ်မှုများကိုပယ်ချလိုက်သည်ဆယ်လဲပြန်ရောက်တော့အန်နာဟာသူ့ပုံစံတွေကိုပြောင်းလဲဖို့လိုလားသလိုခံစားခဲ့ရပြီးဂိုင်းတက်တူးကိုသူမရဲ့လက်မောင်းကနေဖယ်ရှားခဲ့ပါတယ်ဂျီနီသည်အန်နာ၏ဒုက္ခကိုသတိပြုမိကသူမအားထောက်ခံကြောင်းဖော်ပြသည်နေ့လည်စာစားချိန်တွင်ခရီးနှင့်သူမ၏ဂိုင်းသည်ငန္နာကိုလောင်ပြောင်ပြီးသူမ၏အထီးကျန်မှုကိုရေမောကြသည်အဲ့ဒီညမှာအဆောင်တယောက်ကအန်နာကိုသူ့ဆလော်နဲ့စောင့်နေတဲ့အခန်းကျင်းလေးစီလိုက်ပို့တယ်ထောင်အာဏာပိုင်များကကြီးမှုကျင်းပသည့်စွမ်းရည်ပြပွဲတွင်ပါဝင်ကစားရန်အန်နာကိုအခွင့်အရေးပေးထားသည့်အစပိုင်းတွင်ဝင်လေးတော်လဲအန်နာကသဘောတူသည်အန်နာသည်ဆက်ဝက်ကိုတီးနေစဉ်သူမသည်အတန်များကိုဆွဲလန်းနေသဖြင့်ခဏတာနှစ်သိမ့်မှုခံစားရသည်သို့တော်လဲနောက်နေ့တွင်ဆူရွာသောအလှည့်ပြောင်းတစ်ခုထပ်မံဖြစ်ပေါ်ပြီးအန်နာသည် Your Dad တစ်ခုဖက်သည့်မှတ်စုကိုလက်ခံရရှိခဲ့သည်အန်နာနားမလည်နိုင်ခင်မှာခါရီနှင့်သူမရဲ့ခိုင်းကသူမကိုချောင်းမြောင်းပြီးတက်တူးကိုဖယ်ရှားလိုက်တဲ့အတွက်သူတို့ရဲ့ဒေါသကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်ထို့နောက်ခရီသည်အန်နာ၏မျက်နှာကိုဓားဖြင့်လိဖြတ်ကာဂိုင်းအားသူမအားရိုက်နှက်ရန်အမိန့်ပေးခဲ့သည်အန်နာကိုစေကူတာရန်စေယုံသို့ခေါ်ဆောင်သွားပြီးဖရန့်ကသူမအားလာရောက်ကြည့်ရှုပေးသည့်ခရီကိုအပြစ်ပေးမည်ဟုခရီပေးနေစဉ်တွင်သူနာပြုသည်ဖရန့်၏ထိမိခြင်းမှာမတင်လျော်ကြောင်းမကြာမီသဘောပေါက်ခဲ့တော်လဲသူမကိုအေးဆေးစွာထိန်းထားခဲ့သည်ခရီကသဘောတူပြီး Frank ရဲ့အကျင့်ပြတ်မှုကိုလှုပ်ဝက်မှတ်တမ်းတင်ဖို့ကင်မရာတစ်လုံးပေးလိုက်တဲ့လူငင်းချမ်းသာခွင့်ကြားနာသည့်နေ့တွင်နန္ဒသည်လင်းတို့၏သဘောတူညီချက်ကို Frank အားသတိပေးသည် Frank သည်အခိုက်အတန့်တစ်ခုလုံးကိုမှတ်တမ်းတင်နေမှမသိသောနန္ဒထံမှနောက်ဆုံးကျေးဇူးတစ်ခုတောင်းဆိုသည်အဲ့ဒီနောက်မှာတော့နန္ဒဟာသူမရဲ့အပြုအမူနဲ့လူငင်းချမ်းသာခွင့်အတွက်အစဉ်သင့်ဖြစ်မှုကိုမေးခွန်းထုတ်တဲ့အာဏာပိုင်တွေနဲ့တွေ့ဆုံတဲ့ရုံးခန်းကိုဆင့်ခေါ်ခဲ့ပါတယ်သူမအပြည့်အဝပြန်လည်ထူထောင်ရေးလုပ်ပြလွတ်မြောက်ရန်အစဉ်သင့်ဖြစ်ကြောင်းနန္ဒကသူတို့ကိုပြောပြသောအခါ Frank ကသဘောမတူပါဤအပြုအမူကိုမျှော်လင့်ထားသည့်နန္ဒသည် Frank ၏ရက်စက်ကြမ်းကြုတ်သောလုပ်ရက်များကိုသူမအားထုတ်ဖော်ပြသသည့်ဗီဒီယိုထောက်ထားကိုတင်ဆက်သည့်ထုတ်ဖော်ပြောဆိုမှုကြောင့်ထိတ်လန့်တုန်လှုပ်သွားကအာဏာပိုင်များကအလင်းအမြန်အရေးယူခဲ့သည် Frank ကိုဖမ်းဆီးပြီးခေါ်ဆောင်သွားပြီးနောက်နန္ဒသည်သူမ၏လွတ်ငင်းချမ်းသာခွင့်ကိုရရှိခဲ့သည်တာဝန်ရှိသူများကသူမအားတောင်းပန်ပြီးသူမကိုပြန်လွှတ်ပေးရန်တေချာသည်မတော်ခင်ရန်နာကဂျင်းနီကိုနှုတ်ဆက်ပြီးနောက်ဆုံးလိုက်လဲနှုတ်ဆက်ခဲ့ပါတယ်သူမသည်အဆောက်အဦမှထွက်သည့်အခါခေါက်ရီကိုဖျက်သွားကအကူအညီအတွက်သူမကိုကျေးဇူးတင်ပါသည်ထို့နောက်သူမအားအပြင်ဘက်တွင်အဆောင်ချက်ဖြင့်ခေါ်ဆောင်သွားသည်အဲ့ဒီမှာအန်နာကသူ့အမေနဲ့ပြန်ဆုံပြီးပွေ့ဖက်နှုတ်ဆက်တဲ့အပိတ်မြင်ကွင်းတွင်အန်နာသည်သူမ၏ဆာဝါဖြင့်ဖျော်ဖြေပြသထားသည်သူမရဲ့တခြင်းတန်ကအခန်းထဲမှာပြည့်ရှံနေတာကြောင့်ပရိသတ်အများပြားကအံ့အားသင့်စွာစောင့်ကြည့်နေကြပါတယ်အဲ့ဒီထဲမှာသူ့အမေကသူ့သမီးရဲ့ခံနိုင်ရရှိမှုနဲ့အမောင်ထုကိုအောင်ပွဲခံနေတာကိုမျက်ရည်တွေကျကထိုင်နေခဲ့ပါတယ်။ဤဗီဒီယိုကိုတင်နစ်သက်ပါက channel သို့စာရင်းသွင်းပြီးနောက်ထပ်ရုပ်ရှင်ပြန်ချုပ်များအတွက်အကြောင်းကြားချက်များကိုဖွင့်ပါမှတ်ချက်တစ်ခုရေးထားခဲ့ကာဤစကားနှင့်ပတ်သက်၍တင်နစ်သက်သောအရာကိုပြောပြပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။